ဒီနေ့ဗီဒီယိုမှာကငွေကြေးစီမံခန့်ခွဲမှုအမျိုးအစား၅မျိုးအကြောင်းကိုကျွန်တော်ပြောပြပေးသွားမယ်နံပါတ်1ကကြတော့အခက်အခဲအတွက်ကြိုတင်ပြင်ဆင်စီမံခန့်ခွဲခြင်း preventive money management လို့ခေါ်တယ်ကိုမမျှော်လင့်သောအခက်အခဲတွေဖြစ်ပေါ်လာနိုင်တဲ့အရေးပေါ်အခြေအနေအတွက်မှာငွေကြေးဒုက္ခရောက်မသွားအောင်လို့ကိုယ့်ဘက်ကပြင်ဆင်စရာရှိတာတွေပြင်ဆင်ထားတာမျိုးကိုဆိုလိုတယ်emergency funds လို့လည်းခေါ်တယ်ပေါ့ဥပမာကိုကစေယုံစေငန်းတက်လိုက်ရတဲ့မျိုးပြီးလို့ရှိရင်မတော်တဆဖြစ်သွားတဲ့နေရာမျိုးတွေမှာမမျှော်လင့်မဲ့ငွေသုံးရမယ့်အရာမျိုးတွေရှိလာခဲ့လို့ရှိရင်ငွေကြေးဒုက္ခမရောက်ရအောင်လို့ကြိုတင်ပြင်ဆင်ထားတဲ့ငွေကြေးစီမံခန့်ခွဲမှုဖြစ်တယ်အဲ့ဒီအတွက်အခုမှအရေးပေါ်ငွေအားဖြင့်ကိုဝင်ငွေရဲ့3လစာကနေ6လစာလောက်ကိုထားဖို့အတွက်လိုအပ်တယ်မတော်တဆကိုကလက်ရှိလုပ်နေတဲ့အလုပ်ကဝင်ငွေရက်တန့်သွားတယ်တို့ဒီမဟုတ်ကိုကဝန်ထမ်းဆိုလို့ရှိရင်အလုပ်ထုတ်ခံလိုက်ရတယ်အလုပ်ပြုတ်သွားတယ်ဆိုတဲ့နေရာမျိုးတွေမှာနောက်ထပ်အလုပ်တစ်ခုရှာဖို့စာဝင်နေအဆင်ပြေအောင်ဖန်တီးထားဖို့အတွက်ကိုဒီလိုမျိုးအရေးပေါ်ငွေထားဖို့လိုအပ်တယ်ဒုတိယတစ်ခုကျတော့အချိန်တိုအတွင်းစီမံခန့်ခွဲမှု short term money management လို့ခေါ်တယ်ကို့အနေနဲ့လစာထုတ်ပြီးတော့ရလာတဲ့လစာကိုဒီလအဆင်ပြေအောင်ဘယ်လိုသုံးမလဲဒီတစ်ပတ်အတွင်းကိုဘာဝယ်စရာတွေရှိလဲဘယ်နေရာတွေမှာချွေတာလို့ရတယ်ဘာတွေပဲသုံးမယ်ဘယ်သူကိုဘယ်လောက်ပေးစရာရှိတယ်ဆိုတော့အချိန်တိုကာလအတွင်းမှာငွေကြေးကိုစနစ်တကျစီမံခန့်ခွဲဖို့ဖြစ်တယ်အဲ့ဒီအတွက်ကိုလာမယ့်ရက်တစ်ပတ်အတွင်းမှာဘာတွေဝယ်စရာရှိလဲဘာတွေပတ်စံသုံးဖို့ရှိလဲဆိုတာကိုစရင်းလုပ်ထားမယ်မလိုတာတွေမဝယ်ရအောင်လို့စရင်းပြန်ဖြတ်မယ်ပြီးလို့ရှိရင်တကယ်လိုအပ်တဲ့အရာတွေကိုပဲအသုံးချမယ်ဆိုတာမျိုးတွေထားရမှာဖြစ်တယ်နောက်တစ်ချက်ကအချိန်ရှည်စီမံခန့်ခွဲမှု long term money management လို့ခေါ်တယ်ကိုယ့်ရဲ့အနာဂတ်မှာငွေကြေးလွတ်မြောက်မှုရရှိဖို့အတွက်ရင်းနှီးမြှုပ်နှံမှုတွေလုပ်ရမယ်ပြီးလို့ရှိရင်ငွေစုဆောင်းထားတာတွေလုပ်ရမယ်အဲ့တော့ကိုယ့်အနေနဲ့ကိုပင်စင်ယူပြီးတဲ့အချိန်မှာအလုပ်တွေမလုပ်တော့ဘဲနဲ့တက်တာလေးထိုင်ပြီးတော့စားနိုင်ဖို့အတွက်အိမ်ချမ်းမြေမှာရင်းနှီးမြှုပ်နှံမှုတွေလုပ်ထားမလားပြီးလို့ရှိရင်တိုက်ခန်းတွေဝယ်ထားမလားပြီးလို့ရှိရင်တခြားလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံမှုတွေလုပ်ထားမလားဆိုတော့စီမံခန့်ခွဲမှုတွေပြီးတော့ retirement plan ပေါ့နော်အဲ့တော့ကိုအငိမ့်စားယူသွားတဲ့အခါမှာပတ်စက်ဝင်ငွေရနေဖို့အတွက်ဘယ်လိုလုပ်ငန်းမျိုးတွေတည်ဆောက်ထားမလဲဆိုတာမျိုးတွေကိုစီမံခန့်ခွဲရတဲ့အပိုင်းဖြစ်တယ်နောက်တစ်ခုကျတော့ debt management အကျွေးစီမံခန့်ခွဲမှုဖြစ်တယ်အဲ့တော့ကိုလက်ရှိတင်နေတဲ့အကျွေးတွေအနေနဲ့ကအတိုးနှုန်းဘယ်လောက်ရှိလဲအချိန်ကာလဘယ်လောက်အတွင်းမှာဒီအကျွေးတွေကိုကြည်အောင်ဆက်မလဲအဲ့ဒီအချိန်ကာလအတွင်းမှာလက်ရှိတင်နေတဲ့အကျွေးတွေကိုဆက်နိုင်ဖို့အတွက်ကိုဝင်ငွေဘယ်လောက်ရှိဖို့အတွက်လိုအပ်လဲဆိုတော့အကျွေးနဲ့ပတ်သက်ပြီးစီမံခန့်ခွဲမှုတွေရှိတယ်။အဲ့တော့အကျွေးတွေဆိုတာကရှောင်ပြေးလို့မရဘူး။ဆက်ကိုဆက်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအကျွေးကိုစနစ်တကျစီမံခန့်ခွဲပြီးဆက်နိုင်တာကလည်းကိုယ့်ရဲ့အရေးချင်းတစ်ခုပဲဖြစ်တယ်။အဲ့တော့အကျွေးဆက်တဲ့နေရာမှာနီလန်နေအများကြီးရှိတဲ့ထဲမှာနီလန်2မျိုးကိုကျွန်တော်ဒီဗီဒီယိုကနေမျှဝေပေးမယ်။ Snowball effect ကကြတော့ကိုယ့်ရဲ့အကျွေးတွေတေးတဲ့အကျွေးကနေစပြီးတော့တဖြည်းဖြည်းကြီးတဲ့အကျွေးတွေကိုဆက်သွားတာကိုဆိုလိုတယ်ဆိုကြပါစို့အကျွေးရှင်9ယောက်ရှိတဲ့ထဲမှာတယောက်ကအကျွေး2သိန်းပဲရှိတယ်နော်အများဆုံးတယောက်ကအကျွေးက350တိရှိတယ်ဆိုအနည်းဆုံးတယောက်ကနေစပြီးတော့ဆက်သွားရမယ်အများဆုံးထိကိုဆက်သွားရမယ်ဒါကို snowball effect လို့ခေါ်တယ်နောက်ထပ်တစ်မျိုးကကြတော့ avalanche methods လို့ခေါ်တယ်အဲ့ဒါကအတိုးနှုန်းအများဆုံးလူကနေစပြီးတော့ဆက်သွားရမယ်ကိုယ့်ရဲ့အကျွေးရှင်တွေကိုအတိုးနှုန်းစီချလိုက်ပြီးတော့အတိုးနှုန်းအမြင့်ဆုံးလူကိုအရင်ဆုံးစပြီးတော့ဆက်ရမှာမျိုးကိုပြောတာဖြစ်တယ်နောက်တစ်ခုကစီးပွားရေးပညာပေါ်ကိုမူတည်ပြီးတော့စီမံခန့်ခွဲခြင်းမျိုးဖြစ်တယ်။အဲ့ဒါကကိုယ့်ရဲ့လက်ရှိဝင်နေတဲ့ဝင်ငွေနှုန်းထားတွေကိုကြည့်ရမယ်။ကိုယ့်ရဲ့သုံးစွဲတဲ့နီးစနစ်တွေပြီးလို့ရှိရင်ကိုယ့်ရဲ့အမှုအကျင့်တွေပေါ်မူတည်ပြီးတော့ကိုကငွေကိုစီမံခန့်ခွဲရမှာ။အဲ့ဒါကဘယ်လိုမျိုးလဲဆိုတော့ဥပမာလူတစ်ယောက်ကစူပါမားကတ်ထဲကိုဝင်သွားတယ်။အဲ့တော့ promotion ရတဲ့အရာတွေကိုတန်နေဆိုပြီးတော့ဝယ်တယ်။ပြီးလို့ရှိရင်ကိုလိုချင်တယ်ဆိုတဲ့အရာမျိုးတွေဝယ်တယ်ဈေးနှုန်းတွေမကြည့်ဘူးအဲ့တော့ကောင်တာမှာပတ်စံရှင်းတယ်ပြီးတော့ဘောင်ချမကြည့်တော့ဘူးကိုလိုချင်တာရလာတယ်ဆိုပြီးတော့ပျော်တယ်အဲ့လိုစိတ်မျိုးရှိတဲ့သူတွေအတွက်ဆိုလို့ရှိရင်ကိုကစူပါမားကတ်တွေကိုသွားတဲ့အချိန်ကို short ပစ်လိုက်တာကိုတကယ်ဝယ်မဲ့စရင်ကိုပဲယူသွားပြီးတော့အဲ့စရင်အတိုင်းပဲဝယ်ပြီးတော့တခြားအပိုပစ္စည်းတွေမဝယ်ဘဲနဲ့ဒီစူပါမားကတ်တွေကနေပြန်ထွက်လာတာစသဖြင့်ဒီလိုမျိုးစီမံခန့်ခွဲမှုတွေလုပ်လို့ရတယ်ဒီနေ့ဗီဒီယိုမှာကတော့ဒီငွေကြေးစီမံခန့်ခွဲမှုအမျိုးအစား5မျိုးအကြောင်းကိုပြောပြပေးသွားတာဖြစ်ပါတယ်။သင်တဲ့အချက်နဲ့ဆိုလို့ရှိရင်တော့ဒီ Facebook page Messenger မှာလာပြီးတော့ဆက်သွယ်လို့ရပါတယ်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုမှာတွေ့ပါမယ်။